2018, the performance of Shenyu Maga Uzi Dan Song by grade 6 students. May I invite grade 6 students onto the stage. ပြည်သက်ကြီးခင်ဗျာမြန်မာနိုင်ငံရဲ့ရှေ့ဘက်ကုန်းမြင့်ဒေသမှာရှိပြီးဧရိယာအကျယ်ဆုံးပြည်နယ်တစ်ခုကတော့ရှမ်းပြည်နယ်ပဲဖြစ်ပါတယ်ခင်ဗျာရှမ်းကုန်းမြင့်ဒေသနဲ့ရှမ်းရိုးမတောင်တန်းတွေပေါ်မှာနေထိုင်ကြတဲ့မြန်မာနိုင်ငံရဲ့ချစ်စရာအကောင်းဆုံးမျိုးနွယ်စုတွေကတစ်ခုဖြစ်တဲ့ရှမ်းလုံမပြိုလေးတွေရဲ့ရိုးရာအကားလေးကိုတင်ဆက်မှာကတော့ grade 6မှာညီမငယ်လေးတွေပဲဖြစ်ပါတယ်ခင်ဗျာတို့ဖြစ်ပါ၍ညီမငယ်လေးရဲ့အကားအလှကိုရှူစားကြပါစို့လားခင်ဗျာ